ကျုပ်ကတော့ကျုပ်လှကျင်လို့ပါကျုပ်ကလှမလှပဲမလှတဲ့ပုံကတုံးသေးမလောက်လို့ဘယ်သူပြောလဲမိန်းကလေးတိုင်းမှာအလားတစ်မျိုးစီရှိကြပဲအထူးသဖြင့်စစ်ကောင်းရှိတဲ့မိန်းကလေးမျိုးမှာဘယ်သူမှမတူတဲ့အလားတစ်မျိုးရှိတယ်တကယ်လားဟင်တကယ်ပေါ့မိမဟဲ့ဘလူခေါ်လိုက်တယ်ပြောခေါ်လိုက်စမ်းမိမလို့ဟဲကြည်စမ်းသူနဲ့ငါနဲ့လည်းမသိပဲနဲ့ရှက်လည်းမရှက်ဘူးမိမောက်လာခေါ်နေတော့ဟာခင်ဗျမိမမို့လို့ယောက်ျားလားမိမလီအေးလေမိမမို့လို့မိမလို့ခေါ်တော့မိမလည်းလာပြီးတော့ဟုတ်ကဲ့ရှင်နောက်ကြလိုက်လင်းကား6လမှတစ်ခါလောက်တွေ့ရတဲ့ဟာရှင်ကျုပ်ကမလန်းဘူးလမ်းတော်ချီရကိုကတလောက်ချီကို3ခါလွှမ်းဘလို့တခါလွှမ်းရင်10ရက်ကြာတယ်ချီဒါဆိုလို့ရှိရင်ကဲ31ရက်တက်တဲ့နားတွေမှာကျန်တဲ့တရက်ကရှင်ဘယ်ကောင်မှလွှမ်းနေဒါဆိုရှင်နဲ့ကျမလည်းပြက်ပြီဟာငါကဖင်ရမိတာပါကွာချီလဲမနိုင်ထမ်းလဲမမြလဲဘယ်ခီးမှနေနဲ့သူတွေ့မှာမဟုတ်ဘူးမောင်အဲ့ဘာကိုဆိုလိုရလဲဟင်ရီးသားဖြစ်တဲ့9လအတွင်းမှာနေကခေါင်းစာခြေဆုံးအတစ်တွေအရစ်ရစ်တွေနဲ့နေကအတက်ဖက်ကိုရောက်နေပြီမဲ့ငါကြတော့ဓမ္မညာအယိုးနဲ့အရေးကြအသားလေးမြင်ရဖို့တော့ဇာကနာနဲ့ဆွတ်ထုတ်ရလာအောင်အကြဘက်ကိုရောက်နေတာမို့စင်းကိုကပ်ပြီးတက်မယ်ဖပြန်ဘောတော့ငါအရောက်မခံနိုင်ဘူးငါနဲ့စိုက်တူကြိုက်တူလေးတွေပဲငါရှားပြီးတော့ငါချစ်တော့မယ်ယူတော့မယ်ရှင်းပြီလားဟဲအဲ့လောက်လည်းမကွာသေးပါဘူးမောင်ရဲ့ဘာမကွာရလဲလေကလောက်ကျဲတဲ့မြေခွက်လက်ကြီးကိုနေတမိုက်လောက်ရှိတဲ့တရွန်းလေးတစ်ချောင်းနဲ့နေအလုပ်ပြမလို့နေထင်းနေတာလားအဲ့ဒီကနေအတိုးတွေကဘောင်မဝင်တော့ဘူးဘောင်မဝင်တော့အယောင်တင်းပေးလဲပဲဒီမှာကြီးကန်းကိုဗျိုင်းပြစ်လာမလားဆိုတဲ့အတိုးနဲ့စစ်စိုးပေးတဲ့လူထက်တောင်ငါစိုးသွားအောင်မယ်နော်ငါနဲ့လာပြီးငါပတ်သက်နေတော့ဟောဂိုင်းကြီးမှသွားနာလိုက်ဘောင်မဝင်တော့ဂိုင်းကြီးမှသွားနာလိုက်မောင်လွယ်လွယ်နဲ့ချစ်ခဲ့တာမဟုတ်တဲ့အတွက်ကြောင့်မို့လွယ်လွယ်နဲ့တော့နောက်မဆုတ်နိုင်ဘူးနော်မောင်တောင်းပန်ပါတယ်နော်ကျွန်တော်အရက်တွေအမူးလွန်ပြီးမှားမိတာပါနင်မိမနဲ့ငါနဲ့မှားလောက်တဲ့အထိနင်ကဘယ်လောက်တောက်လာလို့တော့တောင်းတောက်မိလို့ပါရော့ပစံဒီညလဲ1000တောက်လာခဲ့